အားလုံးပဲမင်္ဂလာပါခင်ဗျဒီမှာ Xperia ကနေကြိုဆိုပါတယ်ဒုတိယကမ္ဘာစစ်ရဲ့စင်မီနီစီကနေကမ္ဘာကျော်သွားခဲ့ပြီးအမေရိကန်မှာချက်ကဗိုလ်ချုပ်ကြီးဂျော့ဘာတန်ကတောင်မှကမ္ဘာသမိုင်းမှာဖန်တီးခဲ့တဲ့တိုင်ဝမ်ဝင်လက်နက်တွေထဲမှာတောင်းဆိုပဲလို့အမားတင်ချီးကျူးခဲ့တော့ပတ်သက်လည်းရှိပါတယ်ဒါကတော့ကမ္ဘာပထမဆုံးစင်မီသုံးစီနိုအော်တိုမက်တစ်ရိုင်ဖယ်ဖြစ်တဲ့အမားဂရိုင်းဖြစ်ပါတယ်ဒီနေ့မှာတော့မြန်မာ Xperia ကနေဒနာကြီးလက်နက်ကြီးရဲ့ကိုယ်တည်းဆောက်ဖို့ဒီဇိုင်းနည်းပညာနဲ့စင်ကြီးကလှုပ်ဝဲချက်တွေကိုအသေးစိတ်တင်ပြပေးတာဖြစ်ပါတယ်အရင်ဆုံးသူ့ရဲ့ကိုယ်တက်ဒီဆောက်ကို break quality အကြောင်းပြောရရင်ခိုင်ခိုင်မှုပိုင်းမှာတော့လုံးဝရှယ်ပါပဲဖြစ်တယ်။တနက်ရဲ့ဒီအပေါ်မှာအောက်ခံကိုယ်တက်တစ်ခုလုံးကိုတော်တော် brush တွေနဲ့လှုပ်ထားတာမျိုးမဟုတ်ပဲတင်သားစစ်စစ်နဲ့ဥသေးကြထူးစစ်ချောတာတာဖြစ်ပါတယ်။ဒါကြောင့်ကန်လိုက်တောင်နဲ့စစ်တပ်တို့လက်စစ်စစ်ရဲ့လေးလံချစ်လေးမှုကိုတန်းပြီးခံစားမှာဖြစ်ပါတယ်။ကျန်တဲ့တနက်ပြောင်းတဲ့ဆေးရည်ဆေးပိုင်းအလုပ်ကိုတော့ကျန်းကန်စစ်တပ်တို့တွေနဲ့ပဲပြီးဆုံးထားပါတယ်။တနက်ရဲ့အလေးချိန်ကကြီးမပါရင်1.3 ကီလိုဂရမ်9.5 ပေါင်ရှိပြီးအလျားက53.6 လက်ရှိပါတယ်။စစ်သားတယောက်ရင်ပတ်အထိအရွယ်စားရှိတာကြောင့်ခေတ္တရိုင်ဖယ်တွေနဲ့စားရင်အနည်းငယ်ရှိရပြီးဒီလက်တယ်လို့ပြောနိုင်ပါတယ်။အမေရိကန်ဂရန်ဟာဘဝကရန်သူကိုပြန်ရှင်းနိုင်ဖို့အတွက်ပြင်ဟာအရန်တောက်တဲ့.33.6 Sperry Design ကိုစောက်ဖို့သုံးပါတယ်။လုံးလုံးပုံစံကတော့တနက်ပြလိုက်တဲ့ကောင်ထွက်လာတဲ့ Geta ငွေရဲ့ PR ကိုသုံးပြီးကြီးစံတဲ့တော့ကို auto mounting ပေးတဲ့ gear operated system ကိုသုံးပါတယ်။သူ့ရဲ့ထူးခြားချက်ကရှော့တနက်တွေလိုအောက်ကနေ GA magazine ဆော့ရတာမဟုတ်ပါဘူး။ Android K လို့ခေါ်တဲ့ဖတ်တူ GA ထဲမှာကြီးစံရှစ်ကကိုအတန်းလိုက်ထည့်ပြီးတော့တနက်ပေါ် receiver တဲ့ကိုလက်မနဲ့အောက်ကိုဖိတင်ပြီး mounting ဖိခဲ့တာဖြစ်ပါတယ်။ဒီကံကိုအပေါ်ဝိတ်အနေနဲ့မီတာ400ကနေ900အတွင်းကရန်သူကိုတိတိကျထိမှန်အောင်ပြစ်ခွက်နိုင်စွမ်းရှိပါတယ်။ကဲအခုတော့အမေရိကန်ရဲ့ကဘာကျော်ရေပန်းစောစောအချက်ကိုရောက်ပါပြီအဲ့ဒါကတော့တနက်ထက်ကကြီးရှိတောင်လုံးပို့သွားတယ်တပြိုင်နဲ့တနက်ရဲ့စရံတရားကအထက်ကတတ်တူကြီးကလေးအဲ့လိုကိုအပေါ်ကိုဝုန်းကနေကန်တင်ပြီးဆော့ထုတ်လိုက်တဲ့ချိန်မှာထွက်ပေါ်လာတဲ့ဖင်းလို့ခေါ်တဲ့တတ်တူတန်လေးနဲ့ဖြစ်ပါတယ်အဲ့ဒီလိုထွက်ပေါ်လာတဲ့ဖင်းဆိုတဲ့လက်စူးလေးကလက်ဖက်စစ်သားတွေရဲ့အချက်တောက်တာဖြစ်ပါတယ်ဒီနေ့ဒီမှာတော့လောကနာကအမေနဲ့မျက်နှာနဲ့ပဲရှိပါတယ်ဒီကအမေရိကန်စစ်သားတွေအတွက်တော့ကြီးကိုမီကြီးတဲ့တယ်လို့သိစေတဲ့အချက်ပတ်တန်ဖြစ်ပေမဲ့တစ်ဖက်ကဂျပန်နဲ့ဂျမန်စစ်သားတွေကတော့ဟိုကောင်ကြီးကိုမီတွားပြီးလို့ရပြီသိစေတဲ့အနေရရှိတဲ့အသည့်ဘေးတန်နဲ့ဖြစ်ခဲ့ပြီးပါတယ်ဗျ။ဒီသားကိုထွန်းနဲ့အကြမ်းခံတဲ့ဒီဇိုင်းထိခံတဲ့ PR တွေကြောင့်အမန်ဂရန်ဟာဒီကကဘာစစ်တွေမှာတော့ပဲကိုရီးယားစစ်ပွဲတွေကြီးပါသမိုင်းတွေကတော့သုံးတော်နဲ့ rank ကြီးတက်ဖြစ်ပါတယ်။မိမိတို့သိချင်တဲ့စစ်ပိုင်းဆိုင်ရာမူတော်တွေလက်နက်တွေရဲ့သမိုင်းကြောင်းတွေကိုအများလေးတောင်နဲ့လို့ကျွန်တော်ရဲ့မြန်မာ Xperia channel ကို subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်။ဒီဗီဒီယိုမှာကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုဖြစ်တောင်တော့အားနည်းချက်တွေအမှားတွေတပုတ်တွေရှိပါတယ်။အဲ့ဒီအတွက်ကျွန်တော်ကအနိုးညော့တောင်းပန်ချေပါတယ်ခင်ဗျာ။နောက်ဗီဒီယိုတွေမှာပြန်ဆော်ပြကြပါမယ်။အားလုံးပဲဘေးကင်းလို့ကြုံကြပါစေခင်ဗျာ။